မင်္ဂလာပါခင်ဗျာလူယုံမှာစစ်တပ်နဲ့ပြန်ပေါင်းသွားတဲ့ဘုံနဂါအကြောင်းကိုဒီနေ့နည်းနည်းလေးပြောချင်တယ်ဘုံနဂါကိုတော့စကိုင်းတိုင်းတစ်ပွေမှာမသိတဲ့လူမရှိတဲ့လောက်ဖြစ်နေတယ်ဒါပေမဲ့ဘုံနဂါကအဒီချိန်မှာတီးကောင်ပြန်ဖြစ်သွားပါပြီဘာကြောင့်လဲဆိုတော့2021စစ်တပ်ကိုတော်လှန်နေတဲ့နေရာမှာဘုံနဂါနာမည်တစ်လုံးနဲ့ရတတ်နေတဲ့ຫນွေဦးတော်လှန်ရေးကပုံကူတူပါဒါပေမဲ့2023-2024မှာဘုံနဂါစစ်တပ်နဲ့လောကတိုက်ပွဲဖော်ဆောင်ခြင်းမရှိတော့ဘူးအကြောင်းအရေးကစီးပွားရေးလမ်းကိုတိလာတဲ့ဘုံနဂါစစ်တပ်နဲ့ပြန်ပေါင်းလာတယ်ဂိတ်ဖွင့်ပြည်သူစီကအခွန်ကောက်ပြည်သူတွေကိုနန့်ကျစ်လာတယ်တချို့တလေကပြောတယ်ဘုံနဂါဘယ်တော့မှတိုက်ပွဲဖော်ဆောင်မလဲဘုံနဂါဘယ်တော့မှစစ်တပ်ကိုတိုက်မလဲဒီတစ်သက်ဘုံနဂါဘယ်တော့မှစစ်တပ်နဲ့မတိုက်တော့ပါဘူးဘုံနဂါဒီချိန်မှာစစ်တပ်နဲ့ပြန်ပေါက်ပါပြီတပ်ဖွဲ့ဝင်တချို့ကိုလည်းခေါ်ဆောင်သွားတယ်ဒါကိုကျွန်တော်မာပြီးပြောတာမဟုတ်ပါဘူးစကိုင်းထဲမှာဘုံနဂါကစစ်တပ်နဲ့ပေါင်းဖို့အချိန်များစွာသူစ조사ခဲ့တယ်ပြည်သူလူထုတွေဝေဖန်မှာစိုးလို့တိတ်လေးစစ်တပ်နဲ့အချိတ်ဆက်လုပ်ထားတယ်နောက်ပိုင်းကျတော့စကိုင်းတိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသတိထားမိလာတယ်အဲ့ဒီချိန်မှာဘုံနဂါစစ်တပ်နဲ့ပို့ပြီးရင်းနှီးစီလာတယ်စစ်တပ်နဲ့အချိတ်ဆက်ယူပြီး PDF တွေကိုစုဆောင်းတယ်စစ်တပ်နဲ့ပြန်ပေါင်းဖို့အတွက် PDF တွေကိုလည်းဘုံနဂါကအမြောက်အများစုဆောင်းခဲ့တယ်ဒါပေမဲ့တချို့သော PDF တွေကလောကနဲ့စစ်တပ်နဲ့ပြန်မပေါင်းဘူးစစ်တပ်ကိုပဲတိုက်မယ်စစ်တပ်ကိုပဲရင်ဆိုင်မယ်စစ်တပ်ကိုပဲဖြိုချမယ်ခိုင်မာသောစိတ်ဓာတ်နဲ့ဘုံနဂါစိတ်ဓာတ်မခိုင်မာဘူးဒါကြောင့်ကျွန်တော်ပြောချင်တာကຫນွေဦးတော်လှန်ရေးကိုလုပ်မယ်ဆိုရင်စိတ်ဓာတ်ခိုင်မာဖို့လိုတယ်ပြည်သူလူထုကျွေးတဲ့ထမင်းပြည်သူလူထုကျွေးတဲ့အစားအစာကိုစားပြီးခွေးတစ်ကောင်လောက်အကြီးဆုံးမတိတတ်ဘူးဆိုရင်တော်လှန်ရေးလာမလုပ်နဲ့ကျွန်တော်တို့ကပြည်သူအတွက်ပဲလုပ်မယ်ကျွန်တော်တို့ကပြည်သူအတွက်ပဲအသက်ပေးမယ်ဆိုရင်ပြည်သူကျွေးတဲ့ထမင်းပြည်သူကျွေးတဲ့ရေကိုတော့တန်ဖိုးထားသိတယ်အခုဘုံနဂါကပြည်သူကျွေးတဲ့ထမင်းပြည်သူကျွေးတဲ့ရေကိုလစ်လူစုလိုက်တယ်စစ်တပ်ထက်ရုံမာတဲ့လူဆိုတာကဒီဘုံနဂါတို့တခြားသောတိုင်းသားခေါင်းဆောင်တွေမှာလည်းရှိတယ်ကျွန်တော်တို့ကပြည်သူအတွက်ပဲအလုပ်လုပ်မယ်ဆိုရင်ပြည်သူဒုက္ခစာအကြောင်းကြောင့်မရှိဘူးအခုဘုံနဂါကြောင့်စကိုင်းတိုင်းမှာပြည်သူတွေဒုက္ခရောက်တာအများကြီးပဲဒါကြောင့်ပြီးခဲ့တဲ့တရက်နှစ်ရက်ကအမျိုးသားညီညွတ်ရေးအစိုးရ UNG ရဲ့လက်အောက်ခံမှာရှိနေတဲ့တော်လှန်ရေးတပ်ဖွဲ့နဲ့ PDF တပ်ဖွဲ့တွေကဘုံနဂါဦးဆောင်တဲ့ခွေလောက်အသိဉာဏ်မရှိတဲ့ဘုံနဂါတပ်ဖွဲ့လက်အောက်ငယ်သားများဝေရောက်တိုက်ခတ်ခဲ့တာပေါ့ UNG အစိုးရကကြိုသိလို့လှုပ်တာတချို့တွေကပြောတော့ပါ UNG အစိုးရကဘာမှမသိဘဲနဲ့တိုက်ခိုက်ဘာညာပေါ့ UNG အစိုးရကအမြဲတမ်းသတိထားပြီးစောင့်ကြည့်နေတယ်ဒါကြောင့်ဘုံနဂါတိုက်ဖွဲ့ကိုသူကဝင်ရောက်တိုက်ခိုက်တယ်ဖြစ်ချင်တာကတော့ဘုံနဂါကဘယ်တော့မှမသိတတ်ဘူးမဖြစ်လဲဆိုတော့သူကစစ်တပ်နဲ့အမြင့်ဆုံးပေါင်းတော့စစ်တပ်ကလည်းသူ့ကိုပြန်ပြီးဝင်းရံကာကွယ်တာဖြစ်တဲ့အတွက်စစ်မပြေကိုသူမတိုက်ရတော့ဘူးဒါကြောင့်ဘုံနဂါရဲ့လက်အောက်ငယ်သားတချို့ကတော့ဘုံနဂါနောက်လိုက်မသွားဘူးသိစီရတဲ့တည်င်းအချက်အလက်ရဆိုရင်ဘုံနဂါကတယောက်တည်းပါသွားတာမဟုတ်နော်လက်နဲ့6လက်ယူသွားတယ်တပ်ဖွဲ့ဝင်9ဦးခေါ်သွားတယ်မိဘကိုလည်းသူခေါ်သွားတယ် PDF ကလေးတွေသူရဲ့မိဘကိုဒုက္ခပေးမှဆိုလို့သူဒီလောက်ထိစိတ်ဓာတ်ခံပါမယ်ဆိုရင်စစ်တပ်စီမှာအညက်ခံစားမလို့ဘူးဘုံနဂါကတော့ပေါ်လာပြီနောက်ထပ်ပဲတပ်ဖွဲ့ကပေါ်လာမလဲမသိဘူးလောင်းမှာပါຫນွေဦးတော်လှန်ရေးမှာခေါင်းဆောင်တွေနေရရလာရင်အာဏာလူချင်လာတယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကຫນွေဦးတော်လှန်ရေးအောင်မြင်မှအာဏာလူကြပါຫນွေဦးတော်လှန်ရေးမအောင်မြင်နေရဲ့အာဏာမလူကြပါနဲ့အချင်းချင်းနားလည်မှုမလွဲကြပါနဲ့စိတ်ဓာတ်ခက်ခဲမှထားရမယ်ပြည်သူကိုတကယ်ဒုက္ခပေးချင်ရင်စစ်တပ်နဲ့ပြန်ပေါင်းပြည်သူကိုချစ်တယ်ဆိုရင်တော့
အသက်ကိုပပနာထားပေါ့ကွာဒါပဲပြောချင်တယ်